အဲ့ဆိုတော့တော်တော်များများဆန်းကိုမေးကြတာပေါ့ဆရာရဲ့အဲ့မျိုးဟိုဆန်းရဲ့မျက်နှာကကျတော့ဘာလို့အရင်တော့ဖောင်းတယ်အရင်ကြီးရလေအရင်ကြီးတဲ့ခါကျတော့အခုကျတော့အဲ့ကြီးတဲ့ဟာတွေလုံးဝမထွက်လာတော့ဒီတိုင်းချုံလေးပဲနေတဲ့ခါကျတော့တချို့ကကျတော့မေးကြတယ်ခွဲစိတ်ထားလာပေါ့မျက်နှာဘာလို့ချုံဝါလဲပေါ့နော်အဲ့ဒါလေးအဲ့ဒီတော့ဆရာပြောပါအောင်ဘယ်လိုလောက်ထားလဲပေါ့ဘယ်လိုလုပ်လို့ရလဲပေါ့ โอเคအဲ့တော့ကျတော့ဟိုအစမ်းအားကျတော့ပေါ့နော်ဒီစမ်းအားကျတော့ကြည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင်ဆရာတော်ဒီမှာကြွတ်သားလေးကြီးရယ်ပေါ့ကြွတ်သားကြီးရယ်ဒီစမ်းအရင်တော့မျက်နှာဖောင်းတာကျတော့ပေါ့နော်ပြီးတော့ဒီပါးမှာဆိုရင်အစီနည်းနည်းရှိရယ်အဲ့ခါကျတော့ဆရာတော်ဘာလို့ဒီကြွတ်ခွဲစရာမလိုပေါ့နော်ခွဲစိတ်စရာမလိုပဲနဲ့ဆရာတော်ဆေးထိုးလိုက်တာလည်းမျက်နှာတူတူတွေ့သွားတယ်ပေါ့အဲ့တော့ထိုးရမှာကျတော့ဆရာဒီကြွတားလေးကိုဆိုလို့ရှိရင်ဒီ Botox နဲ့ထိုးဖို့လိုတယ်အဲ့တော့ Botox ထိုးပြီးသွားလို့ရှိရင်တော့3ပတ်လောက်ဆိုလို့ရှိရင်မျက်နှာကတွေ့သွားပြီပြီးခါကျတော့ဒီနေရာကျကြွတားရှိတဲ့နေရာကဒီဟာလေးတွေ့တယ်ဒါပေမဲ့ဆရာကဒီအရှင်းမှာကျတော့အစီရှိရဆိုလို့ရှိရင်တော့အစီနည်းနည်းလေးကြံခဲ့မှာပေါ့အဲ့တော့ဒီအစီနေရာကိုကျတော့ဆရာကဟိုဈေးထိုးစရာဈေးမထိုးချင်တဲ့သူဆိုလို့ရှိရင်ဆရာက high full လုပ်လို့ရတယ်ပြီးတော့အခုဆိုလို့ရှိရင်ဒီဟောပေါ့ high fat ဆိုတာပေါ်လာတယ်ပေါ့နော်အဲ့ဒါလေးဆိုလို့ရှိရင်ဒီစမ်းစပြီးတော့မှလုပ်ကြည့်ရမယ် high fat ပေါ့အဲ့တော့ high full နဲ့ high fat ကကျတော့အဓိကဘာလို့ဆိုတော့အသားအယိုတော့ကြစ်ကြစ်လေးလေးဖြစ်မယ်တင်းမယ်အခုဆို high fat ကဘာပိုကောင်းလဲဆိုတော့ဒီဟိုဆရာတို့ကဒီအသက်တစ်ပြေးနဲ့ကြီးလာတဲ့ခါမှာဆိုရင်ကြွတ်သားတွေပါနည်းနည်းတော့ကြာလာတယ်ခါကျဒီကြွတ်သားကိုပါတော့ဆွဲပြီးတော့မှတင်အောင်တင်ပေးမှာပေါ့တင်းမယ်အကြစ်ကြစ်လေးလေးဖြစ်မယ်ဆိုမျက်နှာလေးကတေးသွားရောတေးတွေ့တွေ့လေးနဲ့အဲ့တော့ Botox ထိုးမယ် high full လုပ်မယ် high fast လုပ်မယ်ဆိုရင်မျက်နှာတေးတွေ့သွားရောအဲ့တော့မှတချို့ကျတော့အရင်မျက်နှာပြည့်တဲ့သူဆိုလို့ရှိရင်ကြာရင်ဆရာကအစီပြောဈေးလေးနဲ့ထိုးပေးရင်ပိုကောင်းတယ်ပေါ့အဲ့လိုပေါ့နော်အဲ့တော့တချို့ကျတော့မျက်နှာပုံစံလေးရတယ်ပေါ်ခြင်းတယ်မျက်နှာ shape လေးရတယ်ပိုလှခြင်းတယ်ဆိုတော့ဆရာကမေးစီကိုဖေလာလေးနည်းနည်းလေးလိုအပ်တယ်ဆိုလို့ရှိရင်ဆရာကဖြည့်ပြီးမှာပေါ့အဲ့လိုပေါ့အဲ့တော့အခုဟိုနေဆိုင်ကိုကြည့်တဲ့အခါမှာဆိုရင်ကျတော့ဆရာတို့ကဒါဘာမှဟိုခွဲစိတ်ဆရာတွေပါလည်းမလို့ဆရာဆေးလေးထိုးတယ်ပြီးအစီလေးဖြော်ပေးတယ် high food လေးလုပ်တယ်အဲ့လိုမျိုးပေါ့နော်ဟိုတွက်နေသူလေးလောက်လိုက်ရှင်ရတယ်ပေါ့ဒါပေမဲ့တယောက်နဲ့တယောက်ကတော့မျက်နှာအနေထားချင်းမတူဘူးဆိုတဲ့အခါကျတော့မျက်နှာအနေထားပေါ်မူတည်ပြီးတော့မှဆရာကြည့်ပြီးတော့မှလိုအပ်လုပ်ပြရပေါ့အဲ့ဆိုတော့လောက်ချင်တဲ့သူတွေဆိုရင်တော့ဒီဆရာနဲ့လာတိုင်ပေးလို့ရပါတယ်ပေါ့နော်။တော်တော်များထင်ကြပါဆရာကဘန်ကောက်မှာအကုန်လုံးမျက်နှာတစ်ခုလုံးလောက်ထားပြောကြတာလေ။ပုံမှန်ဆိုရင်နှာခေါင်းတစ်ခုပဲခွဲဆီလီကွန်ထည့်တာပေါ့ကျန်တာကြောဆရာမှာပဲတော်တော်ကြာပြီဆရာနော်။ဟုတ်တယ်။ငါးနှစ်6နှစ်လောက်ရှိပြီ။ဟုတ်တယ်။ငါးနှစ်6နှစ်လောက်ရှိပြီ။အဲဆိုပုံလေးကြည့်လို့ရပါတယ်ဆရာကဒီပထမပုံနဲ့ဘာမှမလုပ်ခင်တဲ့ပုံနဲ့အခုလောက်ထားတဲ့ပုံလေးကိုရှင်းကြည့်လို့ရပါတယ်။အဲဆိုတော့ဆရာနဲ့လာတိုင်ပေးလို့ရပါတယ်။ဒီစေပေါ့နော်။ So yeah, okay. Okay, the treatment is starts up, no? Yeah, no? Okay. Small but large solution charge. Already high fast ပူထောင်လာကြတော့တခုပါတယ်ပေါ့ဟို radio frequency ပါတယ်ဒီ high fast ပါတယ်ပေါ့ဒီပါဆိုလို့ရှိရင်လည်းကောင်းတော့ပေါ့ဆွဲပြီးတော့မှတင်လိုက်ပေါ့နော်Check out how far.